All I dream of is love all alone အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တော့ရွေးရှင်တစ်ခွက်ချက်ပြမှာဖြစ်ပါတယ်ဟင်းမချက်ခင်မှာကျွန်တော်တဖြစ်ပါတယ်ဒီနေ့ကကျွန်တော်တို့ဘီယန်ဆိုင်မှာဝက်တာ3လက်သားရတာနဲ့ကျွန်တော်ကင်းပြည်နယ်မြောက်ပိုင်းမှာအမြဲချက်စားနေကြဖြစ်တဲ့ဝက်တာအဆက်ဟင်းကိုချက်ပြမှာဖြစ်ပါတယ်ဟင်းချက်နေရတော့ရွေးရှင်းမဲ့မို့လို့ကျွန်တော်တို့အိမ်မှာရှိတဲ့ဟင်းကက်မွေးကြိုင်နဲ့ပဲအဆင်ပြေအောင်ချက်လိုက်ပါတယ်ရွေးရှင်းနေဆိုပေမဲ့လည်းအပြင်မှာစားတာထက်ဆိုင်ကွန်ကြစိတ်လည်းတက်တာတယ်ကျက်မိုင်းနဲ့ညင်ညွန့်တယ်အရသာလည်းရှိတယ်ဒါကြောင့်အရင်မကျွမ်းကျင်ပေမဲ့လည်းကိုတက်တက်လောက်မတက်လောက်လေးနဲ့ပဲအဆင်ပြေအောင်ချက်ထားပါတယ်ဗျကျွန်တော်တို့မျိုးဒီဝတ်တာတုံးတာကောင်းလေးစားခြင်းနဲ့ဆိုရင်နီးစပ်ရပြီးရင်ဆိုင်မှာဝယ်လို့ရပါတယ်ဈေးလည်းတက်တာပါတယ်အဆင်ပြေပါတယ်ကျွန်တော်ကတော့ဟင်းချက်တာတော့အရင်တော့မကျွမ်းကျင်ပါဘူးဒါပေမဲ့အိမ်မှာရှိစဉ်ကအမေချက်တဲ့လက်ရအတိုင်းပြင်လည်းမြင်ရအောင်ပြီးတော့ချက်ကြည့်ပြပါတယ်သူ့ရဲ့အရသာကတော့တရားကနေတစ်ထက်တည်းမကြဘူးဆိုပေမဲ့လည်းသူ့အနက်အရသာကတကယ်ကိုအိမ်ပြန်ရောက်တော့တယ်လို့ပါပဲအမေလည်းရောက်ပြန်စားရတယ်လို့ပါပဲအားလုံးလက်စားကြပါဦးအရင်စားလို့ကောင်းပါတယ်ဗျ